ပဲအိတ်နှမ်းအိတ်ဆန်အိတ်တွေချုပ်တဲ့ဆက်ပွဲရုံသမားတွေအသုံးများတဲ့ဆက်ဘက်ထရီ36 volt 2.6 Ah မှာအားအပြည့်ရှိနေရင်ပီနံအိတ်ရေ250ကျော်လောက်ထုတ်လို့ရနိုင်ပြီအားလုံးပဲမင်္ဂလာပါဗျ Bridge Day Cup ပေါင်ကူရာ channel မှာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပီနံအိတ်ချုပ်ဆက်လို့လူသိများတဲ့ချုပ်ဆက်လေးတွေအကြောင်းကိုမိတ်ဆွေတို့နားလည်ရလွယ်ကူစေမယ့်ပုံစံနဲ့စီစဉ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ပြည်တွင်းမှာတော့ပဲအိတ်နှမ်းအိတ်ဆန်အိတ်တွေစတဲ့ပီနံအိတ်တွေချုပ်ဖို့အတွက်အသုံးကြတာများတဲ့ဆက်ပါဒီဆက်တွေကိုဝယ်ယူဖို့ဘယ်ဆက်ကိုဝယ်ပြီးဘယ်လိုသုံးရမလဲမသိတဲ့မိတ်ဆွေတွေဒီနေ့ဗီဒီယိုလေးကြည့်ပြီးသွားတာနဲ့ရွေးချယ်နိုင်သွားစေရမယ်ဒီပီနံအိတ်ချုပ်ဆက်တွေကိုအခုမှပထမဆုံးစသုံးကြမယ့်မိတ်ဆွေတွေအများဆုံးကြုံရလေးရှိတဲ့ error လေးတွေကိုလည်းဒီဗီဒီယိုလေးကြည့်ပြီးဖြေရှင်းနိုင်သွားစေဖို့ရည်ရွယ်ပါတယ်ဗျာပီနံအိတ်ချုပ်ဆက်လို့ပြောလိုက်ရင်ကျွန်တော်တို့ပြည်တွင်းမှာအလွယ်တကူရှာဝယ်ရလဲလွယ်ကူတယ်အပိုပစ္စည်းလဲပေါ်ပြီးလူသုံးများတဲ့ဆက်၃မျိုးအကြောင်းကိုရွေးချယ်ပြောပြပြီးတော့မှာပဲဖြစ်ပါတယ်ဒီဆက်၃မျိုးစလုံးရဲ့တူညီတဲ့အချက်တွေအများကြီးရှိတဲ့အထက်ကမှအဓိကကြားတဲ့အချက်ကချုပ်ဆက်ကချုပ်ပေးမယ်ချုပ်ကြောင်းပါအခုဗီဒီယိုမှာပြထားတဲ့အတိုင်းလေးချုပ်ရိုးချုပ်သားထွက်ပါတယ်ဆိုတော့ပြည်တွင်းမှာအသုံးအများဆုံးနဲ့တွေးရများတဲ့ဆက်တွေကိုအပိုင်းခွဲပြောပြရရင်လျှက်စစ်နဲ့ဓာတ်ရိုက်ပလက်ပေါက်တက်ပြီးချုပ်တဲ့ဆက်ရဲ့ဘက်ထရီအတုံးတက်ပြီးချုပ်ရတဲ့ဆက်ရဲ့ဆိုပြီးရှိပါတယ်ဘက်ထရီအတုံးကိုအားသွင်းပြီးတာနဲ့ဆက်မှာတက်ပြီးသုံးရမယ့်ပုံစံမျိုးပါလျှက်စစ်နဲ့ဓာတ်ရိုက်ပလက်ပေါက်တက်ပြီးချုပ်တဲ့ဆက်မှာဟိုးရင်တော့ကသုံးကြတဲ့ဒီလိုတန်ဘော်ဒီဆက်ရဲ့အခုနောက်ပိုင်းအသုံးများလာကြတဲ့ဒီလိုဆက်တွေပါတန်ဘော်ဒီတွေကတော့တက်တန်းကြာလာတဲ့ဆက်တွေမှာအနှဲငယ်လျှက်စစ်စီးပြီးဓာတ်လိုက်တဲ့ပုံစံလေးတွေဖြစ်တတ်လို့နောက်ပိုင်းအသုံးနေလာကြပါတယ်။ဒါပေမဲ့ဈေးတန်းအရတက်တာတော့အဲ့လိုချုပ်ဆက်လေးတွေဝယ်သုံးကြတာမျိုးလည်းရှိကြပါသေးတယ်။ဒီလို GK9 model နဲ့လာတဲ့ဆက်ကလေးတွေကတော့ဈေးကွက်ထဲမှာတစ်စိတ်အမျိုးမျိုးရှိကြပါတယ်။ဒီလျှက်စစ်ချုပ်ဆက်တွေကနောက်မှာ AC လျှက်စစ်ဓာတ်ရိုက်ချိတ်သုံးလို့ရနိုင်တဲ့ဆက်ဖြစ်တဲ့အတွက်လျှက်စစ်မီဂျိုတန်လန်နဲ့ချိတ်သုံးရမယ့်ပုံစံပါ။ဆိုတော့အဆောက်အဦတွေရဲ့အဝေးကွင်းမြင်တွေကားတွေပေါ်မှာစသဖြင့်အသုံးပြုနိုင်ဖို့ဆိုရင်ဝါယာကြိုးအရှည်ကြီးတွေ့ပြီးသုံးမှသာအဆင်ပြေမယ့်ပုံစံမှာလျှက်စစ်ပီနံရဲ့ချုပ်ဆက်အသုံးပြုပုံလေးကိုလည်းတစ်ချက်ပြပေးထားပါတယ်။ဆက်အလုံးလုံးဖို့အတွက်လျှက်စစ် AC ဓာတ်ရိုက်ချိတ်ပေးရပါတယ်။ဆက်ကိုမောင်းနဲ့အသုံးပြုနိုင်ဖို့ခလုတ်ကလေးကိုနှိပ်ပြီးသုံးရုံပါပဲ။အချီချိုကိုလည်းလိုအပ်တယ်လို့ဖြတ်ချနိုင်ဖို့ဓာတ်သွားလေးတွေကလည်းအော်တိုအလုပ်လုပ်ပါတယ်။ဘက်ထရီနဲ့သုံးရတဲ့ပီနံရေးချုပ်ဆက်ဆိုရင်ကျွန်တော်တို့ပြည်တွင်းမှာပုံစံ2မျိုးအသုံးများကြပါတယ်။အခုပြပေးတဲ့ပုံစံ2မျိုးပါ။ဘာကွာလဲဆိုရင်ဘက်ထရီ size တွေကွာသွားတာပါ။ဘက်ထရီအသေးစိတ်ရဲ့အကြီးစိတ်ရဲ့ပါ။ဘက်ထရီအသေးစိတ်ကိုဈေးကွက်ထဲမှာ36 volt 2.6 ah 42 volt စသဖြင့် volt အမျိုးမျိုးစတိတ်ကာကတ်ထားတာတွေတွေ့ရတတ်ပါတယ်။အများဆုံးတွေ့ရတာကတော့36 volt 2.6 ah size ဘက်ထရီအသေးပါဘက်ထရီ36 volt 2.6 ah မှာအားအပြည့်ရှိနေရင်ပီနံအိတ်ရေ250ကျော်လောက်ထုတ်လို့ရနိုင်ပြီဘက်ထရီ36 volt 4 ah ဆိုင်မှာအားအပြည့်ရှိနေရင်ပီနံအိတ်ရေ600ကျော်လောက်ထုတ်လို့ရနိုင်ပါတယ်ဘက်ထရီဆက်တွေကပေါ့ပါပြီးတနိုင်စာဖြစ်လို့လုပ်ငန်းတွင်နဲ့အချိန်ကုန်လူပင်ပန်းတက်တာစီတဲ့ဆက်တွေပါဘက်ထရီသာအားရှိနေရင်ဘယ်နေရာတည်သွားအလွယ်တကူချုပ်လို့ရတဲ့ဆက်လေးတွေဖြစ်လို့အသုံးများကြပါတယ်ကိုလုပ်ငန်းရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးပီနံရင်းချုပ်ဆက်ကိုဘက်ထရီအကြီးဘက်ထရီအသေးလိုအပ်ချက်လိုက်ဝယ်ယူသုံးစွဲကြပါတယ်ဘက်ထရီအသေးစိတ်ပီနံရင်းချုပ်ဆက်ရဲ့အသုံးပြုပုံလေးကိုပြပြပါအောင်မယ်ဆက်အလုံးလုံးဖို့အတွက်ဆက်ရဲ့အောက်ခြေမှာပါဝင်တဲ့ဘက်ထရီအထိုင်နဲ့ကွက်တီဖြစ်အောင်ဘက်ထရီကိုတက်ပေးရပါတယ်ဒီအနီးခလုတ်ကလေးကိုဖိပြီးအထိုင်နဲ့အဝင်ခွင်ကြဖြစ်သွားအောင်တွန်းရပါတယ်ဘက်ထရီဖြုတ်ရင်လည်းဒီခလုတ်အနီးလေးကိုဖိပြီးပြန်ဆွဲဖြုတ်ရပါတယ်ဆက်ကိုမောင်းနဲ့အသုံးပြုဖို့အတွက်ဘေးမှာပါတဲ့ခလုတ်ကလေးကိုနှိပ်ကျိုးကိုလိုအပ်တယ်လို့ဖြတ်ချနိုင်ဖို့ဓာတ်သွားလေးတွေကလည်းအော်တိုအလုပ်လုပ်ပါတယ်ဘက်ထရီအတုံးလေးတွေကိုအားသွင်းပြီးသုံးရတဲ့ပုံစံဖြစ်ပါတယ်တချို့ဘက်ထရီတွေမှာတော့ဘက်ထရီအားဘယ်လောက်ရှိလဲကြည့်လို့ရတဲ့ signal မီးလေးတွေပါဝင်တတ်ပါတယ်တချို့ဆက်တွေမှာတော့မပါဝင်ပါဘူးဒီမီးလုံးလေးတွေကဆက်အသုံးပြုရတဲ့အပေါ်မှာဘာမှသိ effective မဖြစ်တာမို့မပါလေကိစ္စတော့မရှိကြပါဘူးဘက်ထရီအားသွင်းရမယ့်အပေါက်ကဘက်ထရီရဲ့အတွင်းဘက်မှာပါတာမို့အားသွင်းရင်ဓာတ်ရိုက်ချိတ်သုံးလို့မရနိုင်ပါဘူးဒီလိုဆက်ဘက်ထရီတွေကိုကျွန်တော်တို့ပြည်တွင်းမှာအမခံပေးပြီးရောင်းနေဆိုင်တော်တော်ကိုရှားပါတယ်ဘက်ထရီကိုအမခံမပေးကြတာမို့
စက်ဝယ်ယူစဉ်ကလေးကဘက်ထရီအလုံးလုံးမလို့အားဝင်မဝင်နဲ့အားသွင်းကြိုးတွေအလုံးလုံးမလို့ကိုတခါတည်းစစ်ဝယ်ခဲ့ဖို့မမေ့ပါနဲ့ဘက်ထရီတစ်လုံးရဲ့တန်ဖိုးကစက်အစ်စ်ဝယ်ရတဲ့တန်ဖိုးရဲ့တဝက်နီးပါးလောက်တန်ကြီးရှိတာမို့အဲ့ဒါမပေါအောင်တေချာစစ်ပြီးဝယ်ယူခဲ့စီလိုပါတယ်နောက်ထပ်ဘက်ထရီအကြီးဆိုင်ပြီးနိုင်ချုပ်ဆက်ရဲ့အသုံးပြုပုံလေးကိုပြပေးပါအောင်မေစက်အလုံးလုံးဖို့အတွက်ဘက်ထရီနဲ့ချိတ်ဆက်ပေးရပါမယ်ဘက်ထရီနဲ့စက်နဲ့ကိုချိတ်ဆက်ပေးမဲ့ဂျားခံကြိုးလေးတစ်ချောင်းပါဝင်ပါတယ်ဘက်ထရီအတုံးကြီးကိုစက်မှာပဲတက်ရက်ချိတ်သုံးလို့ရတယ်လို့ဒီလိုခပ်ပတ်အိတ်လေးတွေထိပ်ပြီးလေချိတ်သုံးလို့ရပါသေးတယ်စက်ကိုမောင်းနေအသုံးပြုဖို့အတွက်ဘေးမှာပါတဲ့ခလုတ်ကလေးကိုနှိပ်ကျိုးကိုလိုအပ်တယ်လို့ဖြတ်ချနိုင်ဖို့ဓာတ်သွားလေးတွေကလည်းအော်တိုအလုံးလုံးပါတယ်ဒီဘက်ထရီအကြီးတွေကပါဝါဘက်တွေရဲ့သဘောတရားနဲ့အတူတူပါပဲဘေးမှာရှိနေတဲ့ USB ပေါက်ကလေးတွေကနေလည်းအားထုတ်ယူသုံးဆွဲလို့ရနိုင်ပါသေးတယ်ဘက်ထရီအားဘယ်လောက်ရှိလဲပြပေးဖို့ digital display တစ်ခုပါဝင်ပါမယ်ဒီဘက်ထရီတွေကအထက်မှာပြောခဲ့သလိုပဲအာမခံမပေးတတ်ကြတာမို့ဝယ်ယူစဉ်ကလေးကတခါတည်းစစ်ဆေးပြီးဝယ်ယူခဲ့စီလိုပါတယ်ဒီပီနိုင်ချုံးဆက်တွေကအသုံးပြုရတာအရန်ကိုလွယ်ကူရိုးရှင်းပါတယ်ဒီဆက်တွေမှာနောက်က main source ဖြစ်တဲ့ AC လား DC လား supply ပေးရတာတွေကလွဲရင်ကျန်တာလုံးဆောင်ချက်တွေအတူတူပါပဲအချီတက်စင်ထားပုံတွေချုပ်ရိုးချုပ်ချောင်းထွက်ပုံတွေအတင်ချလုပ်ပုံတွေစသဖြင့်ဖွဲ့စည်းတည်ဆောက်ပုံတွေတူကြပါတယ်စက်တွေရဲ့အပေါ်ပစ္စည်းတွေကလည်းရှာဖွေဝယ်ယူရလွယ်ကူတတ်တာကြောင့်လူသုံးများတဲ့စက်တွေဖြစ်နေရတာပါဒီနေ့စီစဉ်တင်ဆက်ပေးသွားတဲ့ပီနိုင်ချုပ်ဆက်အကြောင်းလေးတွေကမိတ်ဆွေတို့အတွက်အသုံးဝင်စေမယ်လို့မျှော်လင့်မိပါတယ်မိတ်ဆွေတို့စက်ပစ္စည်းတွေဝယ်ယူရမှာတထောင်တနေရာကနေအကျိုးဖြစ်စေမဲ့ဗဟုသုတလေးတွေကိုအပတ်စဉ်စီစဉ်တင်ဆက်ပေးမှာမို့စိတ်ဝင်စားရဆိုရင်ကျွန်တော် channel လေးကို like and subscribe လေးလုပ်ခဲ့ပေးပါအောင်ဗျာအခုလိုဗီဒီယိုဆုံးဖြတ်ကြည့်ရှုပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဗျ